အားလုံးပဲမင်္ဂလာပါ brother တို့ရေကျွန်တော်ကတော့ Gojo Collaboration ဆက်အေးပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ဗောနော်ပြန်လည်ရောက်ရှိလာတော့မယ်Heroes Game Event နဲ့အတူလုံးဝကိုအကြီးအကျယ်ဂုံးစင်းလို့ရမယ်အကြောင်းကိုအသေးစိတ်ရှင်းပြပြီးတော့မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ဒီလိုမျိုးအကြောင်းအရာတွေသိချင်တယ်ဆိုလို့ရှိရင် channel လေးကို like subscribe နှိပ်ခဲ့ပြီးတော့ဘေးနားခေါင်းလောင်းလေးကိုနှိပ်ခဲ့လို့ရပါတယ်ဗျာကဲအဲ့ဒါဆိုလို့ရှိရင် let's go တွားလိုက်ကြရအောင်Okay ပထမဦးဆုံးအနေနဲ့ brother တို့ကိုကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်6 Heroes Game Event ကပြန်လာတော့မယ်ဘယ်မှာပြန်လာမလဲဆိုလို့ရှိရင်တော့ April ကနေပြီးတော့ May အဲ့2လအတွင်းတစ်လမှာပြန်လာမယ့် event တစ်ခုဖြစ်ပါတယ် Okay ဒါအပြင် China server မှာအခုလောလောဆယ်6 Heroes Game Event ကပြန်လာနေပြီဖြစ်ပြီးတော့ brother တို့အနေနဲ့ Heroes Game 5កောင်လုံးကို39% discount နဲ့ပေးနေတာဗျဟုတ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ကျွန်တော်တို့ဒီ global server ကိုရောက်လာမယ်ဆိုလို့ရှိရင်လေဘယ်လောက်တောင်ပေးမှလဲပြောချင်တာကဘာလဲဆိုလို့ရှိရင်ပေါ့နော် brother တို့အနေနဲ့သူတို့က39% ပေးရဆိုဗျာ original server မှာကော39% ပေးမှလားအရင်တော့ brother တို့အနေနဲ့တည်မှာပါ6 hero skin တစ်ကောင်ကိုတစ်ကောင်မဟုတ် hero skin တစ်ကောင်ပဲ free ပေးတာပါမဟုတ် free ပေးတာမဟုတ်ဘောနော်တော့29% နဲ့ free ပေးတာဒါပေမဲ့ China server မှာတော့39% discount နဲ့ပေးနေတာဆိုတော့ brother တို့အနေနဲ့ဒါစဉ်းစားစရာကိစ္စတစ်ခုဖြစ်ပါပြီဟုတ်ပါတယ်တကယ်၍ global server ကိုပြန်လာမယ်ဆိုလို့ရှိရင်လည်းသူ့လိုမျိုးပဲဖြစ်လာမလားဆိုတော့စောင့်ကြည့်ရမယ်ပေါ့နော်ကဲ brother တို့အနေနဲ့တည်တင်တလောက်လဲတည်ပွားပြီဆိုတော့အဲ့ဒီ event မှာဘာတွေပါမလဲဆိုတော့ကျွန်တော်လည်းအတူတူတွက်ကြည့်လိုက်ကြရအောင်နော် brother တို့ရေOkay ဗျာ brother တို့နေကျွန်တော်တို့လည်းကြည်ဝါးပြီဆိုတော့ဒီနေ့ video လေးတော့ဒီလောက်ပါပဲเนาะ brother တို့ရေဟောဒါနဲ့ brother တို့ကိုကျွန်တော် giveaway ထပ်ပေးဖို့အတွက်လာပြီးတော့ထပ်ပြောပြတာပါအဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော် Starlight ရဲ့ giveaway တက်ရောက်ပေးရတာ giveaway ဝင်တာလေးကလာပြီးတော့ထုတ်သွားပါပြီအဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ကျွန်တော်နောက်ထပ် video တွေပေါ့เนาะထပ်တင်ပြီးတော့ဒီလကုန်လို့ရှိရင်ထပ်ပြီးတော့ giveaway ပေးဖို့ရှိပါသေးတယ်အဲ့ဒီထပ်ပြီးတော့ပေးမယ် giveaway မှာ brother တို့အနေနဲ့ဘာလို့ခြင်းလဲပြောလို့ရှိရင်ကျွန်တော်အနေနဲ့မစဉ်းစားထားတာဗျာ Starlight က3ခဲ့ရဲ့ eBay skin 2ကောင်ရဲ့ giveaway ပေးမယ်လို့စဉ်းစားထားတယ်ဒါပေမဲ့လည်း brother တို့ wine vote ကြတဲ့ဟာများလို့ရှိရင်တော့ကျွန်တော်အဲ့လိုမျိုးပေါ့နော် brother တို့ wine vote တောင် giveaway ပေးမယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ event က skin 2ကောင်အဲ့လိုမျိုးပေါ့နော်ဥပမာဗျာကျွန်တော်တို့ Naruto တဲ့က coin နဲ့လဲရတဲ့ exchange coin နဲ့လဲရတဲ့ဟို skin 2ကောင်ဆိုလို့ရှိရင်လည်းကျွန်တော်အဲ့လိုမျိုးပေးမယ်လို့စဉ်းစားထားတယ်အဲ့ဒါကြောင့်မို့လို့ brother တို့အနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နှိပ်ခဲ့ဖို့ပြောချင်ပါတယ်ကျွန်တော် 10K ရောက်တော့ပေးပါပါ